ဒီကလေးလေးကကြတော့ဒီချက်အိမ်နေကလေးလေးပေါ့နော်သူကကြတော့စိတ်ကူးနဲ့လဲကောင်းတယ်ကြည့်ဆွဲရလဲအရန်ကောင်းပါတယ်သူနာမည်ကဖြိုးတရာမွန်လေးပါတမိအသက်ဘယ်လောက်လဲ10နှစ်ဟောအသက်က10နှစ်ပါအသက်10နှစ်ဆိုတော့ဒီချေတို့ကအရန်တော့ငယ်သေးတယ်ပေါ့နော်ဒါပေမဲ့သူကစူးစမ်းအားထုတ်မှုကတော့အရန်ကောင်းပါတယ်ဒါကတမိခဲနဲ့ဆွဲထားဟုတ်ဒီစာအုပ်လေးကတော့ဒီချေတို့ခဲစာအုပ်လေးပေါ့နော်သူကအခုမှခဲစာတင်တဲ့အချိန်ခဲစာအုပ်လေးဖြစ်ပါတယ်ဒီထဲမှာဆိုရင်ဒါတမိစိတ်ကူးနဲ့ဆွဲရလဲကြည့်ဆွဲစိတ်ကူးရောကြည်ဆွဲရတယ်အကုန်ရောတာ။အော်စိတ်ကူးတွေရောကြည်ဆွဲတာတွေရောသူအကုန်ရောထားတာပါ။နောက်ထပ်စာရွက်လေးပြပါ။အိုးလာလိုက်တာ။ဒါလေးဆိုလို့ရှိရင်ရောသမီးစိတ်ကူးနဲ့လားကြည်ဆွဲရလား။ဒါလေးကတော့ကြည်ဆွဲရ။အော်ဒါလေးတွေကတော့ကြည်ဆွဲတာပါတဲ့။ခုနကတော့စိတ်ကူးနဲ့ကြည်ဆွဲတာဩစိတ်ကူးနဲ့ဩနော်။နောက်ထပ်ပုံလေးပြပါဦးမီးရဲ့။ခဲလိုက်ရလေးလှလိုက်တာ။ဝါလှလိုက်တာ။သမီးဒါကြည်ဆွဲတာပေါ့။ဟုတ်ကြည်ဆွဲတာမနော်ဒီထဲမှာဆိုလို့ရှိရင်ဒီပုံလေးတွေဆို तू ကြည်ဆွဲတာပေါ့နော်ဒါပေမဲ့ဒီလက်ရလေးတွေပေါ့မ तू ဆရာမကဒီထဲမှာဆို तू ဘာမှသိမလုပ်ပေးလိုက်ရဘူးပေါ့နော်ဒါတွေအားလုံးဆိုရင် तू ရဲ့ပင်ကို तू က तू ပဲဆွဲထားတာပေါ့နော်ဒါဆိုရင်ဒီချက်အရန်ကြိုက်ပါတယ်ဒီပုံလေးတွေဆိုလို့ရှိရင်စာအုပ်ကဒီစာအုပ်ဆိုရင်15 22 စိုက်ပေါ့နော်အကြီးတွေပေါ့အဲ့ဒါတွေကို तू က तू ဆွဲနိုင်နေပြီပေါ့နောက်ထပ်ပုံလေးပြအောင်မြည်ပြန်လှောင်းစောက်ကြည့်မှားနေလေမမဒီဘက်ကိုလှည့်လိုက်ယူလိုက်ဒီပုံလေးဆိုရင်ဒီချေကယာပေးထားတာလည်းမရှိဘူးကုညီပေးထားတာလည်းမရှိဘူးဒါပေမဲ့နောက်ဆုံး finishing မှာ line ကုတ်လိုက်တဲ့ဟာပေါ့ဒီချေပြလိုက်တယ်ပေါ့နောက်ဆုံး finishing အပိုင်း line ကုတ်တာတခုပဲဒီချေကသူ့ကိုလှုပ်ပေးလိုက်ရတယ်ပြောပြလိုက်တယ်ပေါ့နော်ကျန်တာတွေအားလုံးကတော့သူ့ဟာနဲ့သူအကုန်လုံးဆွဲသွားတာပေါ့နော်ဒီချက်ကသူ့လက်ရလေးတွေဆိုရင်အရန်သဘောကျတယ်ပေါ့နော်သူ8နှစ်နဲ့အရန်ဆွဲနိုင်တဲ့ထဲမှာပါတယ်ပေါ့နော်နောက်ထပ်ပုံလေးတွေပြပါအောင်သမီးရေဖြိုးတရာမုံကကြတော့အရန်စူးစားပါတယ်သူကတချို့ဒီတစ်သေးလေးပေါ့နော်8နှစ်အရွယ်တစ်သေးလေးဆိုတော့ဆရာမတို့ပုံတစ်သေးလေးတွေပဲဆွဲကြတာပေါ့နော်အဲ့လိုပုံအကြီးဆိုမဆွဲနိုင်ကြဘူးပေါ့ဒါကလေးတဘာဝပေါ့ကလေးတော်တော်များများဖြိုးတရာမုံကကြတော့ဒီပုံအကြီးကိုသူ့ဟာနဲ့သူကောက်နိုင်တယ်ဆွဲနိုင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူတို့ enemy လက်ရလေးတွေပေါ့ enemy ဆရာမတို့သွားနေကြပြီပေါ့နော်ခဲနဲ့နောက်ထပ်ပုံလေးရှိသေးလားပြပါဒါဆိုရင်တော့ဒီချက်အရင်ဗီဒီယိုကတင်ထားသလိုပဲဒါဆိုရင်သူ့စိတ်ကူးလေးပေါ့နော်ပထမတော့သူယောက်ျားလေးပုံဆွဲတယ်ဒါပေမဲ့သူမိန်းကလေးတော့ဖြစ်သွားတယ်ပေါ့နော်မိန်းကလေးတော့ဖြစ်သွားတယ်ဒါပေမဲ့မိန်းကလေးဖြစ်ပေမဲ့အရန်လှတယ်ပေါ့နော်enemy ကိုစိတ်ကူးနဲ့ဆွဲနိုင်မှုဆိုတော့တော်တော်ကိုမလွယ်တဲ့ကိစ္စပေါ့နော်ဒါပေမဲ့သူတော်တော်ကိုဆွဲနိုင်ပါတယ်အရန်တော်ပါတယ်ဖြိုးတရာလေးနောက်ထပ်ပုံလေးရှိသေးလားသမီးမိုက်လိုက်တာဒီပုံလေးကတော့တီချယ်တို့ကြည်ဆွဲတာတော့ဖြစ်မယ်ဟုတ်တယ်မလားဟုတ်ကြည်ဆွဲတာအိုးမိုက်လိုက်တာသမီးလှလိုက်တာဒီပုံလေးစင်တော့ဆရာမအခုမှရောက်တာဆရာမအခုမှတွေ့ရတာပေါ့နော်ဒီပုံလေးကတော်တော်လှပါတယ်ဒီချက်ရမ်းကြိုက်ပါတယ်အကြိုက်ဆုံးလက်ရလေးပါနောက်ထပ်ပုံလေးတွေရှိသေးလားရှိတော့ကျေးဇူးပါဖြိုးတရာလေးရေဘိုင်ဘိုင်